အားလုံးပဲမင်္ဂလာပါညီကိုတို့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်ကားလေးကတော့အခက် 7B 82လေးနဲ့ model 2017 eco move ပါတဲ့ကားလေးတစ်စီးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဒီကားလေးကတော့ဂရိတ်လေးကတော့မှန်ချိုးမှန်ခေါက်မှန်ချိန်မီးချိန်ပါသွားမယ် fog လေးတွေပါသွားမယ် CRM ဘောလုံးနှစ်ဖက်ပါသွားမယ် TV နှလုံးနဲ့ပါမယ် dashboard TV လေးတွေပါမယ်ဒီကောင်လေးကတော့တော်လေးတစ်ချက်ဖွင့်ပြမယ် dashboard TV နှစ်ခုလုံးအလုပ်လုပ်ပါတယ်ဒီကားလေးကတော့ဖင်နန်ကွန်ဆွတ်တွေပါဆိုတော့ဒီစီးစာလုံးကျွန်တော်ထည့်ထားတဲ့ model လေးကတော့2017ဖြစ်မယ်ကျွန်တော်နောက်ခန်းလေးတစ်ချက်ပြပေးမယ်ညီကိုတွေနောက်ခန်းလေးမှာဖင်နန်ကွန်တွေပါလေဒီစီးစာလုံးအသစ်ထည့်ထားတဲ့တွင်းကန်းစီလင်တွေပါတော်တော်တက်တန်ထဲမှာကြောင်းမယ်ခန်းလိုက်ကလေးလည်းကျွန်တော်ဆင်ထားတယ်ဒီကားလေးကိုဒီကားလေးကတော့တော်တော်အတွင်းကန်းတက်တန်ထဲမှာကြောင်းမယ်ရှောင်းလန်းလေးတွေပါတော်လေးကိုမှတော်လေးကြံတဲ့ထဲမှာကားလေးပါအောင်မယ်ဒီကားလေးဖွင့်ရတာပါဘာညာစပေါ့လေးဖြစ်မယ်မီးလေးလည်းကျွန်တော်ဆင်ထားပေးပဲကျွန်တော်နောက်ဆိုရင်နောက်စကတ်ပတ်လေးနောက်စကတ်လေးတော့ထည့်ထားတယ်ဒီတော့နောက်တုပ်လေးတွေပါသွားမယ်တားတွေပါဆိုလေးလုံးလုံးအပြည့်ကြံမယ်ကားဆေးဘော်တွေလောက်ချက်ပါညာရှင်းမယ်ခင်ဗျာအတွင်းကတော်တော်လေးတားထဲမှာဒီကောင်လေးပါသွားမယ်ခင်ဗျာတွင်းကလေးတော်လေးတက်မယ်ဒီကားလေးကတော့ model လေးကတော့2017 eco move တွေပါသွားမယ်17ကိုမှ model ဒီကိုရီးယားကားထဲမှာ17ပတ်လည်ထွက်ပေးမယ်ဒီကားလေးက Wheated 17ဖြစ်မယ် name plate 17ဖြစ်မယ်ဒီကားလေးကတော့မှန်ကျိုးမှန်ခေါက်တွေပါသွားမယ်ဒီကားလေးကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်3994466332ကိုဆက်သွယ်မှာယူနိုင်ပါတယ်ဒီကားလေးရောင်းချပေးမယ်